ဒါမလာရှန်ကောပစုံနဲ့ကြော်နေတာပါဒါလေးကတော့ပါလာရဲ့ပစုံရဲ့စိုက်ကော်ရဲ့ပြောင်းမှုရဲ့အမွေရဲ့ဖြစ်ပါတယ်ဆိုင်ဖွင့်တာကတော့16နှစ်ကြော်တော့ရှိပြီပေါ့အချိန်ရောင်းအောင်ကတော့မာလာဟင်းပေါ့မာလာဟင်းရဲ့မာလာရှန်ကောရဲ့ရောင်းအောင်ပါပဲဒါလေးကတော့နှမ်းဒါလေးကတော့မြေပဲပါဆိုင်ဖွင့်ချိန်ကတော့ညနေခင်း4 နာရီပေါ့4 နာရီစောက်ဖွင့်ပါလေဒီဆိုင်မှာကတော့မာလာဟင်းမာလာရှန်ကောဂျီအိုမီရှေမာလာငါမောက်ချိုက်မာလာမမပေါ့အားရပါတယ်တရားတယ်ချင်းဆက်ချင်းဝါတရားတယ်သင်းလုံးတွေကတော့မာလာဟင်းက80ပါမာလာရှန်ကောပစုံနဲ့150ပါစက်သားနဲ့130ဝတ်သားနဲ့150တစ်ချောက်နဲ့130ပါအေးထဲလိုက်ပြီဆက်ဆက်လေးပြောတာမာလာရှန်ကောလေဆိုင်ခွဲက3ဆိုင်ရှိပါတယ်ပထမဆိုင်ကတော့စေယုံဟောင်းရှိမှာတစ်ဆိုင်ဒုတိယဆိုင်ကကျတော့ရှုံးမကွင်းအလဲပေါက်မှာတစ်ဆိုင်တတိယဆိုင်ကကျတော့ရွှေဘူးသီးဆိုင်ရွှေဘူးသီးဟိုတယ်ဘေးနားမှာတစ်ဆိုင်ရှိပါတယ်3ဆိုင်မှာပရှင်ကပြင်ဆင်ရတော့မနေ့ပိုင်းပေါ့နော်ဈေးသွားပြီးပြန်လာကြတဲ့ပြင်ဆင်ထားပါတယ်ညနေခင်းကျွန်တော်တို့4 နာရီဆိုရင်ဆိုင်စောက်ဖွင့်ပါပြီပရှင်တီးတယ်ဆိုကျွန်တော်တို့10 နာရီကျော်ထိပါပဲမလိုင်းမှာအရွက်အစုံရယ်ပြီးကြတော့ကိုတို့ခါကျဲဦးရယ်မူမဲပဲပင်ပေါက်ပဲသီးတွေကြောက်ပွင့်တွေအာလူးပမွင်စိမ်းပဲဖက်ပေါ့နော်အားမျိုးအစုံထည့်ထားပေးပါတယ်ပြီးတော့မာလာရှန်ကောမာလာဟင်းထဲမှာလည်းစက်သားထည့်ထားလို့ရတယ်ပြီးတော့ဝတ်သားလေးရတယ်ပြီးကြတော့စက်သားလေးထည့်လို့ရတယ်ဝတ်သားထည့်လို့ရစက်ချောက်လေးထည့်လို့ရပါတယ်ဈေးကတော့ဝတ်သားနဲ့ဆို150ယူပါတယ်စက်သားနဲ့ဆို130စက်ချောက်နဲ့ဆို130ယူပါတယ်တပွဲကိုမာလာဟင်းကတော့တက်လို့ပဲရပါတယ်တက်လို့လည်းသုံးဆောင်လို့ရပါတယ်မာရင်တော့ပွဲများရင်တော့ပို့ပေးပါတယ်ဖုန်းနံပါတ်ကတော့399253626196ပါ